ကျွန်တော်ရဲ့ Win Channel ကနေဗီဒီယိုတွေအငယ်တင်ဆက်ညီပါတယ် Amazon တော်ကြီးထဲကအကြောင်းမဲ့ဖွယ်အားသူရဲ့ကြီးကမ္ဘာအကြီးဆုံးမိုးတစ်တော် Amazon ဒီတော်ကြီးရဲ့ထူထဲနှက်မောင်နဲ့တရွေအုံမိုးမိုးအောက်မှာရာစုနှစ်ချီပုတ်ဆွေးနေတဲ့အရွက်ဒီမွေရီတားရဲတွေနဲ့တာပြည့်နေတာမဟုတ်ဘူးလူစားတွေရဲ့အတိထိပ်ဖန်ပညာရဲ့နင်းနဲ့မိကိုကြော်လွန်နေတဲ့အရာတစ်ခုလည်းရှိတယ်ဒေသခံအိန္ဒိယလူမျိုးစုတွေကတော့သူ့ကိုဥကူကူလို့ခေါ်ကြတယ်အတိဘေကတစ်ပင်ဒီကိုလမ်းခွဲသူတဲ့သူဟာပုံမှန်လူသားတစ်ယောက်လားမဟုတ်ဘူးပြက်လက်လူတစ်ယောက်ထက်အနည်းဆုံး3ဆ4ဆလောက်ပုံမြင့်တယ်ကိုလုံးကိုထဲကတောင်ထစ်လူကြီးမားတယ်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအမီဇွန်နဲ့အနက်ရှင်းဆုံးအရေးတွေလိုမဲနက်တဲ့အမွှေးနုတွေနဲ့ဖုံးလွှမ်းထားတယ်သူ့မျက်လုံးတွေကတော့မီးခဲလိုနီရဲနေတယ်လို့ဆိုကြတယ်သူဟာတဏီစာထဲမှာအငဲမနီးမို့ရွေးလီကြရအနိုင်မြေကြီးတုံခါသွားတယ်သူ့ခြေရာတွေဟာလူတဲလောင်လုံးလဲလောင်းလောက်တဲ့အပေါက်ကြီးတွေအထစ်ချန်ရစ်ခဲတယ်ဒါပေမဲ့သူ့ကိုဘသူမှမြတ်တရိုက်မြတ်မြင်မတွေ့ခဲ့ရဘူးဘာလို့လဲဆိုတော့သူ့ကိုမြင်တဲ့သူတိုင်းတောနဲ့ကြီးတဲ့ပျောက်ကွယ်သွားခဲ့လို့ပဲရှာဖူးကြီးအဖွက်တွေဝင်ရှာလိုက်ခွာတွေ့ရတာကကြီးမားလာတဲ့ခြေရာတွေကျိုးကျသွားတဲ့တစ်ပင်ကြီးတွေပြီးတော့တိတ်ဆိတ်နေတဲ့ညစ်တွေကိုပဲဒါဟာဒနာယာရီလားအရက်မူးနေတဲ့မုံဆိုးတွေရဲ့အလုတ်တန်ပြောဆိုမှုလားဒါမှမဟုတ်လွန်ခဲ့တဲ့နှစ်ထောင်ချီကမျိုးသွင်းသွင်းသွားပြီလို့ယူဆထားကြရီယာမမျိုးဝိုင်းကြီးတွေရဲ့မျိုးဆက်တွေလားအဖြစ်ကိုတော့အမေဇွန်တော်ကြီးပဲတည်တယ်ဒါပေမဲ့တတိထားပါဒီတော်ကြီးတဲ့ညအချိန်ခြေချမိတဲ့အခါတင်းအနောက်မှာကျူးချနေတဲ့တိကွိုင်းတန်ကိုကြားရင်ပြန်မကြည့်မိဖို့တော့လိုမယ်နော်